မင်္ဂလာပါလူချင်းမင်းတို့ရေဒီနေ့မှာတော့ကျွန်တော်က Jewel Thief လို့ခေါ်တဲ့2025အတွက်အိန္ဒိယသဲထဲရင်ဖို့အရှင်ကားကောင်းတကားနဲ့မိတ်ဆက်ပေးကြပါတယ်လူတွေရဲ့ကံကြမ္မာနဲ့ဘဝတွေကိုစိတ်ကြိုက်ချဲလဲကြိုးကင်တတ်တဲ့တထေးကြီးတယောက်ရဲ့အနက်ရှိုင်းဆုံးလှုပ်ဝက်ချက်တွေကဘာကျော်စိတ်နှလုံးကိုပိုင်ဆိုင်မှုအတွက်အသက်ကိုအရေးဆုံးပြီးကစားရတဲ့အန္တရာယ်များလာတဲ့စွန်စားကန်းတွေညံများလုံးတဲ့လူသုံးကောင်းဆောင်ကြီးကိုမှပြန်ပြီးကွက်ကွက်ကွင်ကွင်လှည့်စားသွားတဲ့ထက်တန်းသားတကိုးတယောက်ရဲ့ထက်မြက်မှုတွေကိုဒီဇလန်ထဲမှာစိတ်လှုပ်ရှားဝဲကြည့်ရှုရမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်နဲ့တူကြည့်ရှုလိုက်ကြရအောင်ဗျာဇလန်ဆဆချင်းမှာတထေးတွေနေထိုင်တဲ့အလီပေါက်လို့ခေါ်တဲ့နေရာကိုပြပါတယ်အဲ့ဒီမှာပြပွဲတစ်ခုလုပ်နေပြီးမစ္စတာရာဂျန်ဟာနှစ်80ကြာမှပြန်ရှာတွေ့ခဲ့တဲ့အလွန်ဈေးကြီးပြီးရှေးကြတဲ့ပကြီးကားတစ်ချက်ကိုပြသထားပါတယ်ဒါပေမဲ့တနေရာမှာတော့ရာဂျန်ကသူ့ရဲ့စည်ရင်းကင်ကိုညှဉ်းပန်းနှိပ်စက်နေပါတယ်ဘာလို့လဲဆိုတော့တယောက်ယောက်ကသူ့စည်ရင်းအချက်လက်တွေကိုအင်တာပိုစီပေါက်ကြားသွားစီလို့ပါစည်ရင်းကင်ကကျွန်တော်ကိုယုံပါဘယ်သူကမှမပြောခဲ့ပါဘူးလို့တောင်းပန်ပါတယ်ရာဂျန်ကလည်းအဲ့ဒါကကျုပ်ရဲ့ဂရေနေရာကိုပြန်ပေးနိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်သူဟာစည်ရင်းကင်ကိုအသေးလဲထိုးချပြီးသူ့လိုလူတွေကြောင့်သူ့ရဲ့လူသိုးဘွားဟောင်းပြန်ပေါ်လာတယ်လို့ပြောပါတယ်နောက်ဆုံးမှာတော့ပိတ်စဖြူနဲ့ပတ်ပြီးတတ်လိုက်ပါတော့တယ်အဲ့ဒီနောက်သူကအပြင်ထွက်လာပြီးပြတိုက်မန်နေဂျာဂျန်နီဖာနဲ့တွေ့ပါတယ်ဂျန်နီဖာကရာဂျန်ကိုသူ့ရဲ့ပစ္စည်းလဲရတွေကိုလည်းအဲ့ဒီမှာပဲထိန်းသိမ်းထားလို့ရတယ်လို့ပြောပါတယ်မကြခင်အိန္ဒိယကိုရောက်လာတော့မဲ့အာဖရိကရဲ့ကိုဟင်နုစိန်လို့တင်စားရတဲ့ရက်ဆန်ကိုတင်စီထားလို့မျိုးပေါ်လို့ဆိုပါတယ်အဲ့ဒါကိုကြားလိုက်ရတဲ့ကရာဂျန်ရဲ့စိတ်ထဲမှာတစ်ခုခုကိုကြံစီလာပါတော့တယ်အဲ့နောက်ပြခဲမှုကသူ့လက်ကိုကြည့်ပြီးရှင်လဲပကြီးဆွဲတက်မယ်လို့မထင်ထားဘူးလို့ပြောပါတယ်ရာဂျန်ကဟုတ်တယ်တကားလေးဆွဲပစ်တယ်လို့ပြန်ဖြေပါတယ်ပြီးတော့သူ့လူတွေကတယောက်ဖြစ်တဲ့ချန်ကီကိုသူ့စီဖုံးဆက်ဖို့အချိန်ကြာပြီလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်ဘူဒါဘတ်မှာရှိနေတဲ့ရီဟန်ကိုမြင်ရပါတယ်သူကရေချိုးနေရင်ခိုးမှုသတင်းတစ်ခုကိုရုပ်မြင်သံကြားကနေကြည့်နေတာပါလမ်းမကြီးပေါ်မှာတန်ဖိုးကြီးလုံးနဲ့လဲဆွဲတကုံအခိုးခံရတာဖြစ်ပြီးဒီလိုခိုးမှုမျိုးကိုမတွေ့ရတာကြာပါပြီရဲတွေဘာမှမလုပ်နိုင်ပဲအဲ့ဒီတခိုးကိုလိုက်ရှာနေကြပါတယ်ဒါပေမဲ့ရီဟန်ရဲ့ဂရင်ပေါ်မှာတော့မိန်းကလေးတယောက်ရှိနေပြီးအဲ့ဒီဈေးကြီးတဲ့လဲဆွဲကိုသူ့ရဲ့လေဘင်းမှာဆွဲထားတာကိုတွေ့ရပါတယ်ရီဟန်ကမိန်းကလေးကိုအနမ်းပေးပြီးနှိုးလိုက်ပါတယ်မိန်းကလေးကရှင်သွားတော့မလို့လားဒါလောက်တန်ဖိုးကြီးတဲ့လက်ဆောင်ကိုပေးပြီးတော့ကျမနာမည်ကိုတော့မမေးတော့ဘူးလားလို့မေးပါတယ်ရီယန်ကလှုပ်ဝက်ချက်ကလေးအနေနဲ့ပဲထားကြတာပေါ့လို့ပြောပြီးထွက်လာခဲ့လိုက်ပါတယ်သူထွက်လာတဲ့ကောင်မလေးရဲ့လေဝင်းပေါ်ကဆွဲကြိုးလည်းမရှိတော့ပါဘူးအကြောင်းကတော့သူပြန်ခိုးယူသွားလို့ပါပဲသူအိမ်ကထွက်လာတဲ့ကရဲနှစ်ယောက်ဖြစ်တဲ့ရှက်ခါနဲ့ချာလာတို့ကသူ့ကိုချက်ချင်းလိုက်ဖမ်းကြပါတယ်သူကဦးလေးကြီးတယောက်နဲ့စစ်တူရင်ဝင်ကစားလိုက်ပြီးအဲ့ဒီလေဆွဲပါတဲ့အိတ်ငယ်လေးကိုတခြားလူတယောက်စီပေးလိုက်ပါတယ်ပြီးတော့လိုက်ဖမ်းနေတဲ့ရဲနှစ်ယောက်ရဲ့မျက်စိရှိကနေပျောက်သွားပါတော့တယ်အဲ့ဒီနောက်အဘီလို့ခေါ်တဲ့ကောင်လေးတယောက်ကိုမြင်ရပါတယ်သူကသူ့ကိုဖြစ်တဲ့ရီဟန်နဲ့လာတွေ့ပါတယ်ရီယန်ကမင်းဘူဒါဘတ်မှာဘာလုပ်နေရလဲဘာဆက်သွင်းမှမရှိဘဲနဲ့ငါ့ကို3နှစ်ကြာမှဘာလို့လာတွေးတာလဲလို့မေးပါတယ်ဘီကသူတို့ဖေဦးစီးနေတဲ့စေးရုံကိုလူတယောက်ကပရဟိတာလုပ်ငန်းအတွက်ဆိုပြီးဆဲကလေးလှူသွားကြောင်းအဲ့လူကတခြားသူမဟုတ်ပဲရာဂျန်ဖြစ်ကြောင်းပြောပြပါတယ်ဘီအဖေဂျေယန်ကရာဂျန်ကိုအရန်ချီးကျူးပြီးသူ့လိုလူတွေရှိလို့သာလောကကြီးကလဲပက်နေတာလို့ပြောပါတယ်ဒါပေမဲ့ချန်ကီကအဘီကိုအပြင်ခေါ်ထုတ်ကဒီငွေတွေအားလုံးကမတမာတဲ့ငွေမဲတွေဖြစ်ပြီးငွေလွှဲခဲ့တဲ့အကောင့်ကလည်းဘယ်သူမှမသိရတဲ့အမည်မသိအကောင့်ဖြစ်ကြောင်းပြောပြပါတယ်သူတို့သာဆန္ဒရှင်အခွန်ဆောင်ဆန်းစစ်ဆေးဌာနကိုအကြောင်းကြားပြီးအဖေဖြစ်သူကိုဖမ်းခိုင်းလို့ရတယ်လို့လည်းဆိုပါတယ်အဘီလည်းကြောက်သွားပါတယ်ဒီအချိန်မှာပဲအနောက်ကနေရာဂျန်ကရောက်လာပြီးအဖေဖြစ်သူကိုကယ်ခြင်းရီဟန်ကိုရှာပေးရမယ်လို့ပြောပါတယ်ဒီအကြောင်းတွေအားလုံးကိုကြားတဲ့အခါရီဟန်အလွန်မင်းတုန်လှုပ်သွားပါတယ်သူကအဲ့ဒီကဘာကြီးကိုစွန့်ခွာပြီးဒီမှာပုံအောင်နေတာဖြစ်လို့ဘာမှမကူညီနိုင်တော့ဘူးလို့ပြောပါတယ်အဖေကအဖေကသူ့ကိုအရန်သတိရနေကြောင်းပြောပေမဲ့ရီဟန်ကသူ့ကိုယ်သူအညံ့မခံနိုင်ဘူးလို့ပြောပြီးထွက်သွားပါတယ်ဒါပေမဲ့အဲ့ဒီကိစ္စတွေကိုရီဟန်ရဲ့ခေါင်းထဲမှာဆက်ပြီးတွေးနေသေးပါပဲပြီးတော့သူ့ရဲ့လှုပ်ဖို့ကိုင်ပဲနီကီစီဖုံးဆက်လိုက်ပါတယ်နီကီကအချင်းအကြာကြီးပြောင်းနေပြီးခုမှဖုံးဆက်တယ်ဘာကြံရှိလို့လဲလို့မေးပါတယ်အဲ့ဒီနောက်ရီဟန်ကသူ့ကိုယ်သူအညံ့ခံလိုက်ပြီးရဲကားပေါ်ကိုတက်သွားပါတယ်ချက်ခါနဲ့ချာတာတို့ကလည်းရီဟန်ဘာတွေကြံနေလဲဆိုတာကိုတွေးတောနေကြပါတယ်တစ်ဖက်မှာဘေကရန်ဆိုတဲ့ရဲရာရှိကိုပြပါတယ်သူကတရားမဝင်ရန်နာကုန်ကူးတဲ့အဖွဲ့တစ်ဖွဲ့ကိုဝင်စီးပြီးခေါင်းဆောင်ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်ရင်ကွင်းကရီဟန်ကိုပြန်ပြပါတယ်ရီဟန်ကရဲနှစ်ယောက်ကိုမင်းတို့ရဲ့ဘေကရန်စီဖုံးဆက်ပြီးငါအညံ့ခံလိုက်ပြီလို့သွားပြောလိုက်လို့ပြောပါတယ်ချာတာကဘေကရန်စီချက်ချင်းဖုံးဆက်ပြီးရီဟန်အညံ့ခံကြောင်းအကြောင်းကြားပါတယ်ဘေကရန်ကသူပြောတာဘာမှမယုံမို့ဘယ်လိုလက်ကွက်မျိုးကိုကစားနေလဲမသိဘူးလို့ပြောပြီးသူ့ကိုလေစိတ်ကိုချက်ချင်းခေါ်လာခဲ့လို့အမိန်ပေးပါတယ်လေစိတ်မှာတော့ရီဟန်ကထောင်ထဲမဝင်ခင်တစ်ခွက်လောက်တောက်ကြရအောင်သူဝယ်တိုက်ပါမယ်လို့ပြောပြီးချက်ခါနဲ့ချာတာတို့ရဲ့လက်ကိုလှမ်းပုတ်လိုက်ပါတယ်ဒါပေမဲ့သူတို့ကလက်မခံပါဘူးမင်းကိုထောင်ထဲထည့်ပြီးမှပဲအေးလူလူတောက်မယ်လို့ဆိုပါတယ်ချက်ခါနဲ့ချာတာတို့ကရီဟန်ရဲ့ခြေထောက်မှာခြေရာကန်ဆက်တက်ပေးလိုက်ပါတယ်ရီဟန်ကကလထိုင်မှာအေးလူလူထိုင်ပြီးအိတ်ဖို့ပြင်ပါတယ်ရဲနှစ်ယောက်ကတော့ရီဟန်ဘာလို့ဒီလောက်ထိလိုက်ရောလုံးနေရလဲဆိုပြီးတွေးနေကြပါတယ်အဲ့ဒီမှာထိုင်နေရင်းနဲ့သူတို့ပါအိပ်ပျော်သွားကြပြီးဘေကရန်ရောက်လာချိန်မှာတော့ရီဟန်ကထွက်ပြေးလွတ်မြောက်သွားနေပါပြီဒီလောက်ထိလိုက်ရောညီတွေလုံးနေခဲ့တဲ့ရီဟန်ဘယ်ကိုထွက်ပြေးသွားမှန်းရဲနှစ်ယောက်တောင်မသိလိုက်ပါဘူးဘေကရန်ကခြာတာလက်မှာအဆက်ပြောက်ွက်တွေးလိုက်ရတဲ့ခါမှရီဟန်ကသူတို့နှစ်ယောက်စလုံးကိုအိတ်ဆေးတုပ်သွားခဲ့တာကိုသဘောပေါက်သွားပါတယ်တရားခံဆက်ကိုတော့မှခြာတာခြေထောက်မှာပြောင်းတက်ပေးထားခဲ့တာပါဘေကရန်ကလေချောင်းလိုင်းကိုဖုံးဆက်ပြီးခြာတာဆိုတဲ့နာမည်နဲ့လူကိုချက်ချင်းရှာဖို့အမိန်ပေးလိုက်ပါတယ်ဒါပေမဲ့ခြာတာအစ်စ်ကအဲ့ဒါကျွန်တော်နာမည်လေးလို့ပြန်ပြောပါတယ်ဘေကရန်ကမင်း passport မင်းလက်ထဲမှာရှိသေးလို့လားလို့မေးလိုက်ပါတယ်ခြာတာလေးစစ်ဆေးကြည့်တော့သူ့မှာ passport မရှိပါဘူး
တကယ်တော့ချာတာပတ်စပို့ကရီဟန်စီမှာရှိနေပြီးရီဟန်ကချာတာအဖြစ်ဟန်ဆောင်ကလေစိတ်ကနေထွက်ပြေးသွားခဲ့တာပါဗေကရန်လည်းဒါတွေဘလို့ဖြစ်လာရတာလဲဆိုပြီးစဉ်းစားကန်ဖွင့်ရပါတော့တယ်ရီဟန်ကနိုင်ငံသားမှာလုံခြုံရေးသားနဲ့ဘာလို့ဒီလောက်ထိအနေများတဲ့အလုပ်ကိုလုပ်ပြီးမွန်ဘိုင်းကိုရောက်လာရတာလဲဆိုပြီးတွေးနေမိပါတယ်ရီဟန်ကရာဂျန်နဲ့သွားတွေ့ပါတယ်ရာဂျန်အိမ်ထဲကိုကြိုရောက်နေပြီးရာဂျန်ခွေးလေးကိုအစာကျွေးနေပါတယ်ရာဂျန်နဲ့စကားပြောတဲ့ကရီဟန်ကလူတွေအများကြီးတွေကမှကျုပ်ဖေကမှဘာလို့ထောင်ချောက်ဆင်ရတာလဲကျုပ်စီကဘာလို့ခြင်းလို့လဲလို့မေးပါတယ်ရာဂျန်ကသူ့အတွက်ခိုးမှုလေးတစ်ခုလုပ်ပေးရမယ်လို့ပြောပြပါတယ်တန်ဖိုးကလေး900ကျော်ရှိတဲ့အာဖရိကရဲ့တန်ဖိုးရှိဆုံးစိန်ဖြစ်တဲ့ရက်ဆန်ဟာနှစ်ပေါင်းများစွာကြာမှအိန္ဒိယကိုရောက်လာတော့မှဖြစ်ပါတယ်အာဖရိကမင်းသားဂါမူနိုကကဘာလက်ပြဝဲနဲ့တဲလာတာဖြစ်ပြီးလာမယ့်တစ်ပတ်မှာအဲ့ဒီစိန်ကိုမွန်ဘိုင်းကအမှုပညာစင်တာတစ်ခုကိုတဲလာမှာဖြစ်လို့အဲ့ဒီကနေသူတို့ခိုးယူကြရမှာဖြစ်ပါတယ်ဒါပေမဲ့ရီယန်ကအဲ့ဒီအမှုပညာစင်တာရဲ့လုံခြုံရေးကအရန်တင်းကျပ်ကြောင်းပြောပါတယ်ရာဂျန်ကတော့ဘယ်လိုပဲဖြစ်ဖြစ်လုပ်ရမယ်တခြားလမ်းမရှိဘူးလို့ပြောပါတယ်လွန်ခဲ့တဲ့တစ်ခါကလည်းအဲ့ဒီလိုခိုးမှုမျိုးကိုအောင်မြင်အောင်လုပ်နိုင်ခဲ့ပြီးဗီကရန်အောင်မသိခဲ့ဘူးလို့ဆိုပါတယ်ရီယန်ကရည်ပြီးတော့ဒီအစီအစဉ်အောင်မြင်သွားရင်တော့ဒီစိန်ကိုဘယ်မှာသွားရောက်မှလဲလောက်ကြီးမားတဲ့လုပ်ကိုဖြည့်ရှင်းနိုင်တာအိန္ဒိယတနိုင်ငံလုံးမှာလူတစ်ယောက်ပဲရှိတယ်ဆိုတာမင်းသိတယ်သူ့နာမည်ကမူဆာပဲမင်းတို့စိန်ကိုရောင်းပေးနိုင်တာသူတစ်ယောက်တည်းရှိတာဒါပေမဲ့မင်းသူ့ကိုဘယ်လိုဆက်ဆံခဲ့လဲဆိုတာသိလက်နဲ့သူကမင်းနဲ့လက်တွဲလုံးမယ်လို့ထင်နေလားလို့ပြောပါတယ်ရာဂျန်ကကိုယ့်လုပ်ကိုပဲစိတ်ဝင်စားဖို့နဲ့စိန်ရပြီးရင်ဘာဆက်လုပ်ရမလဲဆိုတာသူကိုယ်တိုင်ဖြည့်ရှင်းမယ်လို့ပြောပါတယ်ရီယန်ကစုစုပေါင်းဂရေ900တွေကတဝက်အနေနဲ့ဂရေ250လိုချင်ကြောင်းနဲ့သူ့အဖေနဲ့လည်းဝေးဝေးနေဖို့ပြောပါတယ်အဲ့ဒီချိန်မှာရာဂျန်ကသူ့ခွေးကိုလမ်းခေါ်လိုက်ပါတယ်သူကအဲ့ဒီခွေးကိုငယ်ငယ်ကလေးတွေကမွေးထားတာပါသူ့ဘော်အရန်တစ္ဆာရှိခဲ့တဲ့ခွေးလေးဖြစ်ပေမဲ့ဒီနေ့မှာတော့ရီဟန်ကိုတိတောင်မသိပဲရီဟန်ကျွေးတာကိုစားနေခဲ့ပါတယ်ဒါကြောင့်ရာဂျန်ကခွေးလေးကိုရီဟန်ရှင်းမာတင်တက်ပြလိုက်ပါတယ်ငါလူတွေကိုတော့ငါမယုံကြည်ဘူးမင်းကငါဘယ်လိုယုံရမလဲအဲ့ဒါကြောင့်အလုံးမပြေးမချင်းမင်းငါနားမှာပဲရှိနေရမယ်လို့ပြောပါတယ်ချန်ကီကရီဟန်ကိုသူ့ခန်းစီလိုက်ဖို့ပေးပါတယ်တစ်ဖက်မှာတော့ဘေကရန်ကဘူတာဘက်မှာရှိတဲ့ရီဟန်အိမ်ကိုရောက်သွားပြီးတာခွေစစ်ဆေးပါတယ်အဲ့ဒီမှာလုံခြုံနေလျက်နဲ့ဘာလို့အိန္ဒိယကိုပြန်လာလဲဆိုပြီးစဉ်းစားနေပါတယ်အချစ်ကြောင့်ဒါမှမဟုတ်မိသားစုကြောင့်ဖြစ်မယ်လို့ဘေကရန်ကတွေးပါတယ်အဲ့ဒီချိန်မှာဖုံးပြီးလာပြီးကင်လိုက်တော့ရီဟန်ဖြစ်နေပါတယ်ရီဟန်ကဘေကရန်ကိုခင်ဗျားကတော့ကျုံနောက်ကိုတကယ်လိုက်နေတာပဲလို့တောင်ပြောင်ပြောဆိုပါတယ်ဘေကရန်ကတော့သူ့ကိုဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ထောင်ထဲပို့မှလို့အခိုင်အမာပြောနေပါတယ်ဖုံးပြောပြီးတဲ့နောက်သူဟာရာဂျန်ခန်းဘက်ကနေအတန်ကြားလို့လမ်းကြည့်လိုက်တော့ရာဂျန်ကသူ့ဇနီးဖာရာကိုပါရိုက်လိုက်တာမြင်ရပါတယ်ဖာရာကရီဟန်ကြည့်နေတာကိုမြင်တော့လိုက်ကာကိုဆွဲပိတ်လိုက်ပါတယ်နောက်တနေ့မနက်ခင်းမှာသူဟာခြံထဲမှာပကြီးဆွဲနေတဲ့ဖာရာကိုတွေ့ပြီးစကားသွားပြောပါတယ်ဖာရာကအိတ်ငွေ့ချပန်းတွေကိုစိုက်ထားပါတယ်ရီဟန်ကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒေလီမြို့ကအမှုပညာပြတိုက်တစ်ခုမှာဖာရာနဲ့ဆုံမှုကြောင်းသတိရလာပါတယ်ဖာရာကတော့အဲ့လိုတခါမှမဆုံမှုကြောင်းညင်းပါတယ်သူတို့စကားပြောနေတော့မှပဲဖာရာစီကိုရာဂျန်စီကဖုံးဝင်လာပြီးသူမကိုနည်းနည်းထိတ်လန့်သွားစီပါတယ်အခုဆိုရင်ခိုးမှုကျိုးလွန်ဖို့အတွက်9ရက်ပဲလိုပါတော့တယ်ရီဟန်ကလုံခြုံရေးခြေနေကိုစစ်ဆေးဖို့အမှုပညာစင်တာကိုသွားပြီးရက်ဆန်စိန်ကိုထိမ့်သိမ့်မဲ့နေရာကိုလည်းသွားကြည့်ပါတယ်အဲ့ဒီကလုံခြုံရေးကအရန်တင်းကျပ်လွန်းလို့ရက်ဆန်ကိုထုတ်ယူဖို့ခက်ခဲရုံတွေမကပဲတခါမိသွားရင်တောင်ပြန်လွတ်မြောက်ဖို့မလွယ်ကူကြောင်းရာဂျန်ကိုပြောပြပါတယ်ရီယန်ကစင်စာတွေကိုဘယ်လိုပိတ်ရမလဲဆိုတာသိပါတယ်ပြတာရဲ့ပင်မစက်ကုံကို reset လုပ်ရမယ်လို့သူကပြောပါတယ် reset လုပ်လိုက်တာနဲ့မူလစက်တင်အတိုင်းပြန်ဖြစ်သွားပါလိမ့်မယ်ဒီစနစ်တစ်ခုလုံးကိုကယ်လီဖိုးနီးယားကဆီလီကွန်ဗေလီမှာဒီဇိုင်းထုတ်ထားတာဖြစ်လို့ပုံမှန်ချိန်ကအမေရိကန်ချိန်ကိုလိုက်နာပါတယ်အဲ့ဒါကဘာကိုဆိုလိုလဲဆိုတော့အဲ့ဒီမှာနေဘက်ဆိုရင်ဒီမှာကညဘက်ဖြစ်ပြီးအဲ့ဒီလှည့်ကွက်ကိုသုံးရမှာပါပင်မစက်ကုံကို reset လုပ်လိုက်တာနဲ့လေးစာရောင်ကြီးတွေက6မိနစ်တိတိပိတ်သွားပါလိမ့်မယ်ဆိုလိုတာကကိုးမှုလုပ်ဖို့သူတို့မှာ6မိနစ်အချိန်ပဲရှိမှဖြစ်ပြီးရင်ဆိုင်ရမယ့်လုံခြုံရေးအဆောင်4ယောက်ကိုလည်းရှင်းလင်းရပါမယ်တီမန်ခံခွဲတဲ့စကားဝက်ကိုတော့ဂျန်နီဖာကွန်ပျူတာကနေရယူရမှာဖြစ်ပါတယ်အဲ့ဒါကိုဂျန်နီဖာကွန်ပျူတာကနေရယူကြမှာပါအဲ့ဒီချိန်မှာဘေကရန်ကဂျေယန်အိမ်ကိုရောက်သွားပြီးသူ့သားအကြောင်းမေးမြန်းပါတယ်ဂျေယန်ကသူ့မှာသားတစ်ယောက်ပဲရှိကြောင်းအဲ့ဒါကအဘီဖြစ်ကြောင်းပြောပြပါတယ်ဘေကရန်ကလွန်ခဲ့တဲ့3ရက်ကရီဟာတန်တမန်ပတ်စပို့နဲ့အိန္ဒိယကိုရောက်လာကြောင်းရှင်းပြပါတယ်အဘီက3ရက်ဆိုတာထားအောင်သူနဲ့မတွေ့ဖြစ်တာစကားမပြောဖြစ်တာတောင်3နှစ်ရှိပါပြီသူ့အကြောင်းပြောဖို့လာတာဆိုရင်တော့ငါဘလို့မှမကူညီနိုင်ပါဘူးလို့ပြန်ပြောပါတယ်ဘေကရန်ကအဘီကိုလည်းမေးဖို့ပြင်နေပေမဲ့ဂျေရန်ကတိတ်စိတ်မကြည်တော့ပုံပြတာကြောင့်ဘာမှမသိရပဲပြန်ခဲ့ရပါတယ်အတိတ်ကိုပြန်ကြည့်ရရီဟန်အဖေဂျေရန်ဟာသူ့သားရီဟန်ကိုတခိုးတယောက်လို့ဆွဆွဲနေတာကိုတွေ့ရပါတယ်သူကငါဘသူစီကမှတပြားတစ်ချက်မှမယူဘူးမင်းကတော့အရန်လွန်သွားပြီလို့ပြောပါတယ်ရီဟန်ကတရားဝင်တယောက်ဖြစ်ပါလဲနဲ့အမေကိုမကယ်နိုင်ခဲ့ဘူးအဖေအရန်တန်ဖိုးထားနေတဲ့ကိုကျင်တရားတွေကြောင့်ပေါ့ကိုကျင်တရားကအသက်ကိုမကယ်နိုင်ဘူးပတ်စံကသာကယ်နိုင်တာလို့ပြန်ပြောပါတယ်ဒေါသထွက်သွားတဲ့ဂျေယန်ကသူ့ရဲ့သားကြီးကိုအိမ်ကနေနှင်ထုတ်လိုက်ပါတယ်လက်ရှိအချိန်မှာတော့ရီဟန်ကအဲ့ဒီနေ့ကိုပြန်အမှတ်ရနေပါတယ်ဖာရာရောက်လာပြီးရှင်ပြောတာမှန်ပါတယ်ဒေလီအမှုပညာပြတိုက်မှာတုန်းကရှင်နဲ့ကျမစုံဘူးတယ်ဒီပြတိုက်ကပိတ်တော့မှာမလို့ဒီမှာပကြီးပြပွဲတွေမလုပ်ဖို့ရှင်ပြောခဲ့တယ်အဲ့ဒီအတိုင်းပဲဖြစ်လာခဲ့တာပဲ2ရက်အတွင်းမှာအဲ့ဒီနေရာပိတ်သွားတယ်လို့ပြောပြပါတယ်ရီဟန်ကရာဂျန်ရဲ့အလုပ်ကိုလုပ်ဖို့ဒီကိုရောက်လာတာဖြစ်ပြီးရာဂျန်ကသူ့ကိုချင်းချောက်နေတဲ့ဆိုတာကိုပါဖာရာသိပါတယ်ဒါပေမဲ့ရီဟန်ကတခုခုသောရည်ရွယ်ချက်နဲ့ရောက်လာဖြစ်တယ်ဆိုတာကိုလည်းသူသိပါတယ်ရီဟန်ကငါကတကူပါပဲမေခင်မွန်ရာဂျန်ရဲ့ကစားပွဲတွေဝင်ကစားဖို့ရောက်နေတာလို့ပြောပါတယ်ဖာရာကသူကကစားပွဲကစားတာမဟုတ်ဘူးလူတွေရဲ့ဘဝနဲ့ကစားနေတာလို့ပြန်ပြောပါတယ်
နောက်တစ်နေ့လှေပေါ်မှာရာဂျန်ကရီဟန်ကိုကင်မရာပါတဲ့မျက်မှန်တစ်လက်ပေးပါတယ်ရီဟန်က2 နာရီကြာရင်သူနဲ့ချန်ကီတို့အနုပညာစင်တာထဲဝင်သွားမှာဖြစ်ကြောင်းစိန်သိမ်းထားတဲ့အခန်းပြင်ဘက်မှာကင်မရာနှလုံးတပ်ဆင်ထားတာကြောင့်4 စက္ကန့်သာကင်မရာကွယ်သွားတဲ့နေရာတစ်ခုရှိကြောင်းရှင်းပြပါတယ်သူကအဆောင်တစ်ယောက်ကိုအာရုံလွှဲပြီးသူ့ရဲ့ဝင်ခွင့်ကပ်ပြားကိုယူပါမယ်ပြီးရင်ဂျနီဖာရုံးခန်းကိုသွားပြီးလက်ဝှေ့ရတွေရအောင်ကီးဘုတ်ပေါ်မှာဓာတုဆေးရည်တုပ်ထားပါမယ်အဆောင်ဝတ်စုံဝတ်ထားတဲ့ချန်ကီက CCTV စောင့်ကြည့်နေတဲ့တခြားအဆောင်တစ်ယောက်ကိုသတိမေ့သွားအောင်လုပ်ပါတယ်ပြီးတော့လျှက်စင်မီးကိုဖျက်တောက်လိုက်ပါတယ်နောက်ပိုင်းမှာမီးပြန်လာပါလိမ့်မယ်ဒါပေမဲ့အချက်ပေးတဲ့ကိုရပ်ဖို့အတွက်ဂျနီဖာကစကားဝဲကိုကွန်ပျူတာထဲမဖြစ်မနေရိုက်ထည့်ရပါလိမ့်မယ်အဲ့ဒီအတွက်သူကရုံးခန်းကိုလာပါလိမ့်မယ်ရီယန်ကဗီဒီယိုထဲမှာပုံနေလိုက်ပါမယ်ဂျနီဖာကအချက်ပေးတဲ့ကိုပိတ်ဖို့စကားဝဲရိုက်ထည့်ပြီးထွက်သွားတဲ့အခါကီးဘုတ်ပေါ်မှာကြံခဲ့တဲ့လက်ဝှေ့ရတွေကနေရီယန်ကစကားဝဲကိုရယူနိုင်မှာဖြစ်ပါတယ်။ရာဂျန်ကတခြားပြဿနာတစ်ခုပေါ်လာရင်ဘယ်လိုလုပ်မလဲလို့မေးပါတယ်။အဲ့ဒီချိန်မှာဂျနီဖာကသူ့ရဲ့ဖုန်းကိုရုံးခန်းထဲမှာမေးကြံခဲ့တာကိုတွေ့ရပါတယ်။သူကဖုန်းကိုကြည့်လိုက်တော့အားကုန်နေရကြောင်းအာသွင်းကျိုးယူဖို့ရုံးခန်းထဲပြန်ဝင်လာပါတယ်။ဒါပေမဲ့ဗရင်ပေါက်ကနေအတန်တစ်ခုကြားလိုက်ရပါတယ်။ဗရင်ပေါက်ကလည်းပွင့်နေတာကိုမြင်ရပါတယ်။ဗရင်ပေါက်အပြင်ဘက်မှာကရီဟန်ရှိနေတာပါ။သူအဲ့ဒီဘက်ကိုမသွားခင်မှာပဲရာဂျန်ရောက်လာပြီးအခြေအနေကိုထိမ့်သိမ်းလိုက်ပါတယ်။စကားဝက်ကိုရပြီးတဲ့နောက်ရီဟန်ထွက်လာခဲ့ပေမဲ့သူ့လက်ထဲမှာစလုံးတွေပဲရှိပါတယ်။စလုံး10 လုံးပါပြီးအမျိုးမျိုးပေါင်းဆက်ကြည့်မယ်ဆိုရင်စကလုံး 1.5 သန်းကျော်လောက်ဖြစ်နိုင်ခြေရှိပါတယ်အခုတော့စကားဝက်ကိုဖော်ထုတ်ဖို့3 ရက်ပဲလိုပါတော့တယ်တစ်ဖက်မှာတော့အစ္စတန်ဘူမြို့မှာလူတွေရဲ့အသက်နဲ့ကစားရတဲ့ကစားပွဲတစ်ခုကိုပျော်ရွှင်စွာကြည့်နေတဲ့မူဆာကိုတွေ့ရပါတယ်။ဘာဂျန်ကသူ့ကိုဖုန်းဆက်တဲ့အခါမူဆာကငါးစီကိုမင်းဖုန်းပြန်ဆက်ရဲသေးတယ်ပေါ့လို့ပြောပါတယ်။ဘာဂျန်ကသူကလွန်ခဲ့တဲ့စနေကရာဂျန်မျိုးမဟုတ်တော့ဘူးလို့ပြောပါတယ်။မူဆာကစကားကိုဆင်ခြင်ပြောဖို့ချိန်ချောက်ပြီးနောက်ဆုံးစရင်ကရှင်းမင်းသားမဟုတ်သေးသလိုသူ့ဒေါသတွေလည်းမပြေသေးဘူးလို့ဆိုပါတယ်။ဘာဂျန်ကသူခိုးယူတော့မဲ့ဂရေ900ရန်ရက်ဆန်းစိန်ချောင်းကိုပြောပြပါတယ်။ဒါပေမဲ့အဲ့ဒါကိုဝယ်ယူဖို့အတွက်မူဆာအကူအညီလိုအပ်မှာပါ။မူဆာကပြီးခဲ့တဲ့တစ်ခေါက်မင်းရဲ့ကြောကိုငါအမှတ်သားပေးခဲ့တယ်။ဒီကဘာလုပ်မယ်ဆိုတာမင်းသိရဲ့နော်လို့ချိန်ချောက်ပါတယ်။တစ်ချိန်တည်းမှာပဲဖာလာကရီဟန်နဲ့တူပန်းချန်ထဲမှာမုံစားနေကြပါတယ်။ဒီကိုနောက်ဆုံးဘယ်တော့ကလာခဲ့မိမှန်းတော့မမှတ်မိတော့ကျမကိုခေါ်လာပေးလို့ကျေးဇူးတင်ပါတယ်လို့ဖာလာကပြောပါတယ်။ရီဟန်ကပန်းချန်ထဲမှာလမ်းလျှောက်နေတဲ့သူ့ဖေဂျေယန်ကိုလည်းတွေးလိုက်ရပါတယ်။ရီဟန်ကသူ့ဖေဟာညနေစေကန်းပိတ်တိုင်းဒီပန်းချန်မှာလမ်းလျှောက်လာလိမ့်ရှိကြောင်းသူကတော့အဝေးကနေပဲငေးကြည့်နေကြောင်းရှင်းပြပါတယ်။အဖေကငါနဲ့မတွေ့ချင်ဘူးလို့လည်းပြောပြပါတယ်။ဖာလာကကျမလည်းငယ်ငယ်ကလေးကအမေဆုံးသွားတာဒါပေမဲ့အမေနဲ့သာပြန်ဆောင်ခွင့်ရမယ်ဆိုရင်ဘာနဲ့မဆိုလဲနိုင်တယ်လို့ပြောပါတယ်ရီယန်ကဖာလာကိုစတင်ချစ်ကြိုက်လာပြီးငါမင်းရောအဲ့ဒီရက်ဆန်းစင်ကိုပါခိုးပြီးဒီကနေခေါ်သွားမယ်ရာဂျန်ဘာမှမလုပ်နိုင်စေရဘူးလို့ပြောပြပါတယ်နောက်တစ်နေ့ညနေခင်းမှာရီယန်ကလူတစ်ယောက်နဲ့တွေ့ဖို့ဟိုတယ်တစ်ခုကိုသွားပါတယ်သူကအပေါ်မတက်ခင်ဟိုတယ်ကဖုန်းနဲ့တယောက်ယောက်စီခေါ်ပြီးမှအပေါ်တက်ပါတယ်ရဲတွေကသူအဲ့ဒီဟိုတယ်ကိုရောက်နေကြောင်းသတင်းရသွားပြီးသူ့ကိုဖမ်းဖို့ဟိုတယ်ကိုရောက်လာကြပါတယ်။ဒါတော့ရီယန်ကနီကီနဲ့တွေ့ဖို့သွားခဲ့တာဖြစ်ပြီး UK တန်တမန်စိုင်မွန်ရဲ့ဓာတ်ပုံကိုပေးခဲ့ပါတယ်။စိုင်မွန်ဆိုတာဘယ်သူလဲ။ဒီဇလန်မှာဘာကြောင့်အရေးပါလဲဆိုတာကိုတော့ဇက်သိမ်းပိုင်းကြောက်မှပေါ်လာပါလိမ့်မယ်။ရဲတွေရောက်လာပြီးမဲ့သူတို့နှစ်ယောက်စလုံးကထွက်ပြေးသွားနေပါပြီ။ကက်တီလေးလွတ်သွားလို့ဘေကရန်ကလည်းအရန်ဒေါသထွက်နေပါတယ်။ဘေကရန်ကသူတို့အခန်းကိုစစ်ဆေးကြည့်လိုက်တဲ့အခါအမိုက်ပုံးထဲမှာဖျဲထားတဲ့စက်ကူပိုင်းစားတွေကိုတွေ့ပါတယ်။စက်ကြည့်လိုက်တဲ့အခါ TR81 Predator 18လို့ရေးထားတဲ့စက်ကူစုပ်စားကိုတွေ့ရပါတယ်။သူတို့ဘာကိုဆိုလိုမှန်းနားမလည်ကြပါဘူး။ဘေကရန်ကဒါကစကားဝဲတစ်ခုပဲဒါကရီဟန်လက်ရေးပဲလို့ပြောပါတယ်နောက်တော့ကောင်တော်ကဝန်ထမ်းဖတ်နေတဲ့သတင်းစာပေါ်ကရက်ဆန်းစိန်ပုံကိုသတိရသွားပါတယ်ဒါကြောင့်ရီဟန်ကရက်ဆန်းကိုခိုးယူဖို့ပြင်နေတာပဲလို့ကောက်ချက်ချနိုင်ခဲ့ပါတယ်သူတို့ပြခဲမှုဂျနီဖာစီသွားတွေ့ကြတော့ဂျနီဖာကသူ့ရဲ့စကားဝဲဟာ TR81 ဖြစ်ကြောင်းနဲ့ခုလိုတွေဖြစ်လာတော့မကြခင်စကားဝဲကိုပြောင်းလဲတော့မှဖြစ်ကြောင်းအတည်ပြုပေးပါတယ်ဘေကရန်ကမပြောင်းနဲ့ဘာလို့လဲဆိုတော့ခမားရဲ့စကားဝဲကိုခိုးသွားတဲ့ဒီလူကရက်ဆန်းစိန်ကိုခိုးဖို့ဒီကိုတေချာပေါက်ရောက်လာလိမ့်မယ်ခမားသာပြောင်းလိုက်ရင်ငါတို့တည်သွားပြီဆိုတာသူတည်သွားလိမ့်မယ်သူ့ကိုထောင်ချောက်ဆင်ပြီးအမိရဖမ်းရမယ်လို့ပြောပါတယ်ရီယန်ကရာဂျန်ရဲ့အိမ်ကိုပြန်ရောက်လာတဲ့အခါရာဂျန်ကပကြီးကားတစ်ချက်ကိုပြပါတယ်သူကဒါလူသွေးနဲ့ပဲဆွဲထားတာမိနစ်20-25လောက်ကြာလို့ခြောက်သွားတဲ့အခါဒီအယောင်ပြောင်းသွားတယ်ဒီပကြီးကားကိုရောက်ဖို့လူတစ်ယောက်အသက်နဲ့ရင်လိုက်ရတယ်လို့ပြောပါတယ်ပြီးတော့ရီဟန်ကိုနောက်တစ်နေ့အတွက်ကံကောင်းပါစေကြောင်းဆုတောင်းပေးပါတယ်နောက်တစ်နေ့မနေ့မှာသူတို့စီစဉ်စာဆွဲကြပြီးဒီနေ့မှာတော့ရက်ဆန်းစိန်ကပြတိုက်ကိုရောက်လာမှာပါအဲ့ဒီနောက်ပြပွဲစတင်ပါမယ်ရီယန်ကအိုးမင်လိုင်ကောင်းကနေတဆင့်ပြတိုက်ထဲဝင်ဖို့စီစဉ်ထားပြီးကင်မရာပါတဲ့မျက်မှန်ရဲ့အကူအညီနဲ့ရီယန်လုံးသမျှကိုရာဂျန်ကအကုန်မြင်နေရမှာပါတဲကိုရောက်တာနဲ့သူကပင်မစက်ကုံကိုရီဆက်လုပ်လိုက်ပြီးစိန်ခိုးဖို့အတွက်6မိနစ်အချိန်ရပါမယ်သူအထဲကိုဝင်သွားပေမဲ့ဘေကရန်ကသူ့ကိုလက်ဘူးလက်ချက်ဖမ်းဖို့စောင့်ကြည့်နေတဲ့ဆိုတာကိုတော့သူမသိရှာပါဘူးဘေကရန်ကသူ့ကိုထောင်ချောက်ထဲဝင်လာစေခြင်းလို့သူ့လူတွေကိုတော့မမြင်ချင်အောင်စောင့်ခိုင်းထားပါတယ်ဒါပေမဲ့စိန်သိမ်းထားတဲ့အခန်းထဲမဝင်ခင်မှာရီယန်ကအခန်းပြင်ဘက်ကကင်မရာနှလုံးဟာအလွန်မြန်မြန်ရွေလျားနေတာကိုတွေးလိုက်ပါတယ်ဆိုလိုတာက4 စက္ကန့်စာကင်မရာကွယ်တဲ့နေရာကိုရတော့မှမဟုတ်ပါဘူးရီယန်ဘာလို့မဝင်သေးရလဲဆိုပြီးဘေကရန်အံ့ဩသွားပါတယ်သူကဂျနီဖာကိုကြည့်ပြီးခမည်းဘာလို့လိုက်တာလဲလို့မေးတဲ့အခါဂျနီဖာကကင်မရာကွယ်တဲ့နေရာကိုမနေ့ကပြင်လိုက်တာလို့ဖြေပါတယ်ဘေကရန်လည်းရီဟန်တည်သွားပြီဆိုတာကိုသဘောပေါက်လိုက်တာကြောင့်ချက်ပေးစနစ်ကိုဖွင့်လိုက်ပြီးရီဟန်ကတော့ထွက်ပြေးပါတယ်ဘေကရန်ကကင်မရာကနေကြည့်နေပြီးသူသွားမဲ့ထွက်ပေါက်တွေကိုသူ့နောက်လိုက်တွေကိုပြောပြပြီးလိုက်ဖမ်းစီပါတယ်ဒါပေမဲ့နီကီကကင်မရာတွေကိုဟတ်ထားပြီးနေပါပြီဘေကရန်လည်းဒေါသထွက်သွားပြီးသူကိုယ်တိုင်လိုက်ဖမ်းပါတယ်
သူတို့နှစ်ဦးထိတ်တဲ့ရင်ဆိုင်တွေးကြပြီးတိုက်ခိုက်ကြပါတယ်အဆုံးမှာတော့ရီယန်ကကျိုးကိုခိုးစီးရင်ထွက်ပြေးလွတ်မြောက်သွားပါတယ်ဒါပေမဲ့ဘတ်စကားနဲ့တိုက်မိပြီးပြန်ပြုတ်ကြကကင်မရာတက်ထားတဲ့မျက်မှန်ကွဲသွားပါတယ်ရာဂျန်တို့လည်းသူ့ကိုမမြင်ရတော့ပါဘူးနီကီကရီဟန်ကိုလာကြိုဟာခေါ်သွားပါတယ်ရီဟန်ကနီကီကိုအားလုံးငါတို့အစီအစဉ်တိုင်းကွက်တီပဲလို့ပြောလိုက်ပါတယ်ဒါကိုကြည့်ချင်းအဖြစ်ရီဟန်ကဗီခရန်ကိုရောရာဂျန်ကိုရောလှည့်စားနေတယ်လို့ခံမှန်းလို့ရပါတယ်ဒီအဖြစ်အပျက်တွေအားလုံးပြီးတဲ့နောက်ဂျနီဗာကဗီခရန်ကိုအပြင်းထန်အော်ဟစ်ဆူပူပါတယ်ရှင်းမှာအဲ့ဒီတကိုးကိုဖမ်းဖို့အခွင့်အရေးအပြည့်အဝရှိခဲ့တာဒါပေမဲ့ရှင်းကြောင်သူ့လွတ်သွားတယ်ဒီပြလိုက်ကကျမပိုင်တာဒီမှာကျမပဲဆုံးဖြတ်ချက်ချမယ်လို့ပြောပါတယ်အဲ့ဒီအချိန်မှာပဲအာဖရိကမင်းသားဂါမူနိုရောက်လာပါတယ်သူလည်းပြလိုက်မှာဖြစ်ပျက်ခဲ့တာတွေကိုတီးသွားပြီးစိန်အခိုးခံရမဲ့အန်ရယ်ကိုစိုးရိမ်တဲ့အတွက်သူ့စိန်ကိုပြန်ယူသွားခြင်းနေပါတယ်တစ်ဖက်မှာလည်းခိုးမှုအောင်မြင်ခဲ့တဲ့အတွက်ရာဂျန်ကမူဆဖုံးကိုမကင်ပါဘူးဘာလို့လဲဆိုတော့သူ့ကိုဘာပြောရမလဲမသိလို့ပါပဲရာဂျန်ကသူ့လူတွေကိုခိုင်းပြီးရီယန်ကိုရိုက်နှက်စေပါတယ်ရီယန်ကငါမအောင်မြင်တာဝန်ခံပါတယ်ဒါပေမဲ့မင်းကိုကယ်တင်လို့ရပါသေးတယ်ငါမှတခြားအစီအစဉ်ရှိပြီးသားပါမူဆာသာစိတ်မရရဲ့မင်းကိုဘာလို့မလဲဆိုတာမင်းသိလားလို့ပြောပါတယ်ရီယန်ကသူတို့မှနောက်ထပ်အခွင့်အရေးတစ်ခုရှိသေးကြောင်းအဲ့ဒီအခွင့်အရေးကိုလန်ဒန်မှာရမယ်လို့ဆိုပါတယ်ရာဂျန်ကရီဟန်ကိုဒီတိမ်ပြတိုက်ကနေစိန်ကိုခိုးဖို့စဉ်းစားနေတာလားလို့မေးပါတယ်ရီဟန်ကခေါင်းခါပြီးမဟုတ်ဘူးလို့ညင်းပါတယ်သူတို့ကလုံခြုံရေးနဲ့တားမြစ်ချက်တွေလုံးဝမရှိတဲ့နေရာကနေစိန်ကိုခိုးမှဖြစ်ပြီးအဲ့ဒါကတော့ကောင်းကင်ရံပေ3000အထက်မှာပါရီဟန်ကအာဖရိကမင်းသားရဲ့ကိုပိုင်လေရင်ကစက်ကီယာတွေကိုဖျက်ဆီးပစ်လိုက်ပြီးပါပြီအဲ့ဒါကိုပြင်ဖို့တပတ်ကြာပါမယ်ဆိုလိုတာကမင်းသားအနေနဲ့အခုအာဖရိကကိုသွားမယ်ဆိုရင်တာမန်အများပြည်သူစီးနေတဲ့လေရင်နဲ့သာသွားတော့မှာပါဒီစီစဉ်ကိုကြားလိုက်တဲ့အခါချန်ကီကဆရာသူစီးရကိုလှည့်စားနေတာပါလို့ပြောပါတယ်ဒေါသထွက်သွားတဲ့ရာဂျန်ကသူ့ခွေးကိုတတ်တယ်လို့မျိုးချန်ကီကိုပါတက်ပြစ်လိုက်ပါတယ်ပြီးတော့သူ့ဖေကိုပါတိုက်ခိုက်ဖို့စီစဉ်ထားကြောင်းရီဟန်ကိုပြပါတယ်သူတို့ကရီဟန်အဖေလမ်းလျှောက်နေကြပန်းချံကိုသွားပြီးရီဟန်အဖေရဲ့ဘေးနားကဓာတ်တိုင်ကိုတနက်နဲ့ပြစ်ပြပါတယ်ဒီဒီကတော့သူလွတ်သွားတယ်ဒါပေမဲ့အမြဲတမ်းတော့မလွတ်နိုင်ဘူးပေါ့လို့ရာဂျန်ကဆိုပါတယ်အဲ့ဒါကြောင့်ရီဟန်ဒီဒီကမအောင်မြင်လို့မဖြစ်ပါဘူးအဲ့ဒီနောက်ရီဟန်ကသူ့ရဲ့လုံးပေါက်ကင်မဲ့ဖြစ်တရုတ်ဆောင်မှုလေရင်ပေါ်မှာမိန်းကလေးတယောက်ကိုလိုအပ်ကြောင်းဒီလိုအပ်ချက်တွေအပြင်မရောက်သွားဖို့အိမ်ထဲကကိစ္စအိမ်ထဲမှာပဲပြီးသွားအောင်ဖာဒါကအဲ့ဒီနေရာအတွက်အသင့်တော်ဆုံးဖြစ်ကြောင်းရာဂျန်ကိုပြောပြပါတယ်ရာဂျန်ကရီဟန်ရှိမှာပဲဖာဒါကိုနမ်းပြပြီးအဲ့ဒီအစီအစဉ်ကိုသဘောတူလိုက်ပါတယ်နောက်တစ်နေ့မှာရီဟန်ကအဲ့ဒီလေရင်ရဲ့ကပတိန်လုံးမဲ့မာနစ်ဆိုတဲ့လူအကြောင်းကိုရာဂျန်ကိုပြောပြပါတယ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်မှာပဲရာဂျန်ကမူဆာစီဖုန်းခေါ်ပါတယ်မူဆာကစိန်ပယ်မာလေလို့ချက်ချင်းမေးပါတယ်ရာဂျန်ကစိန်ကိုယူဖို့ပြဿနာရှိနေကြောင်းပြောပြပြီးအကူအညီတောင်းပါတယ်မူဆာကသူ့ကိုအစ္စတန်ဘူမှာလာတွေ့ဖို့ပြီးမှသူနဲ့ပတ်သက်ပြီးဘာလို့ရမလဲဆုံးဖြတ်မယ်လို့ပြောပါတယ်တစ်ချိန်တည်းမှာပဲရီဟန်နဲ့နီကီတို့က UK တန်တမန်ဆိုင်မွန်ရဲ့အိမ်ထဲကိုဖောက်ထွင်းဝင်ရောက်ပြီးအိတ်တလုံးကိုယူသွားကြပါတယ်ဆိုင်မွန်အိမ်ပြန်ရောက်လာတဲ့ကရီဟန်ကပုံစံတူတခြားအိတ်တလုံးနဲ့ထွက်သွားပါတယ်တစ်ဖက်မှာရာဂျန်ကအစ္စတန်ဘူကိုရောက်သွားပြီးမူဆာနဲ့တွေ့ကနောက်ဆုံးတစ်ချိန်အနေနဲ့ယုံကြည်ပေးပြီးလုပ်ဖို့ကင်ဖက်လုပ်ဖို့တောင်းပန်ပါတယ်မူဆာကတခြားလုပ်ဖို့ကင်ဖက်အကြောင်းမေးတဲ့အခါရာဂျန်ကလှုပ်ပြီးသွားနဲ့အဲ့ဒီဖက်ဆက်မှုလည်းပြီးဆုံးသွားမှာပါလို့ပြောပြီး50-50ရာခိုင်နှုန်းနဲ့သဘောတူညီမှုရယူကြပါတယ်တစ်ဖက်မှာရီဟန်ကသူ့ဖေစီသွားတွေ့ပါတယ်ငငယ်ကအကြောင်းတွေပြန်ပြောကြပေမဲ့အဖေဖြစ်သူကသူ့ကိုလုံးဝလက်မခံသေးပါဘူးရီဟန်ကတားအကြောင်းအဖေထင်ထားတာတွေကိုတားမပြောင်းလဲနိုင်ပါဘူးဒါပေမဲ့တားအသက်ရှင်နေသမျှကာလပတ်လုံးအဖေကိုဘာမှမထိခိုက်စေရဘူးလို့ပြောပြီးပြန်သွားပါတယ်အာဖရိကမင်းသားကစိန်ကိုဒီမှာအခိုးခံရမှာဆိုလို့လန်ဒန်ကိုတည်သွားတော့မှာဖြစ်ပြီးတာမန်လေရင်နဲ့ခီးသွားနေကြောင်းချာတာနဲ့ရှက်ကာတို့စီကနေတဆင့်ဘေခရန်သိရှိသွားပါတယ်ရီယန်ကအဲ့ဒီလေရင်ပေါ်မှာပဲစိန်ကိုခိုးမှဖြစ်ကြောင်းဘေခရန်သဘောပေါက်သွားပါတယ်ပြတိုက်မှာမအောင်မြင်တာနဲ့အာဖရိကမင်းသားရဲ့ကိုပိုင်လေရင်ကိုဖျက်ဆီးခဲ့တာတွေအားလုံးကအစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းပါပဲတစ်ဖက်မှာတော့ရီဟန်ရာဂျန်နဲ့ဖာရာနဲ့ရာဂျန်တပည့်တို့ကလေစိတ်ကိုရောက်နေပါပြီတယောက်ကိုတနေရာစီလေရင်လက်မှတ်ခွဲဝေကြပါတယ်လေရင်ထွက်ခွာသွားပါပြီ MI5 agent တူကမင်းသားကိုလေရင်ပေါ်ကလှုပ်ဝက်ခန်းထဲမှာစိန်ကလုံခြုံစွာရှိနေပြီးလန်ဒန်မရောက်မချင်းစိတ်ချအကြောင်းကြားပါတယ်ဘေခရန်လေစိတ်ကိုရောက်တဲ့ကလန်ဒန်လေရင်ထွက်ခွာသွားနေပါပြီသူလည်းစိတ်ပြက်လက်ပြက်နဲ့ရှက်ခါကိုလုံခြုံတဲ့လိုင်းကနေတဆင့်လေရင်ဝန်ထမ်းတွေကိုဆက်သွယ်ခိုင်းပြီးရီဟန်ဓာတ်ပုံကိုပို့ကရီဟန်လေရင်ပေါ်မှာပါစစ်ဆေးစီပါတယ်သူကလည်းရီဟန်တို့ထက်စောပြီးလန်ဒန်ကိုရောက်အောင်သွားဖို့ပြင်ပါတယ်လေရင်ဝန်ထမ်းတွေကရီဟန်ဓာတ်ပုံကိုလက်ခံရရှိပြီးသူ့ကိုစတင်ရှာဖွေကြပါတယ်ဘေခရန်နောက်ကနေလိုက်နေပြီဆိုတာကိုရာဂျန်ရဲ့တပည့်ကတီးသွားပြီးဖာလာတဲ့ရာဂျန်ရဲ့ကနေတဆင့်ရီဟန်ကိုသတိပေးလိုက်ပါတယ်ရီဟန်ကလည်းခီးတယ်ရဲ့ပစ္စည်းတွေထားတဲ့နေရာမှာပုံအောင်နေလိုက်ပါတယ်ရှာဖွေမှုတွေပြီးသွားပြီးသူ့ကိုမတွေ့ရတော့မှရီဟန်ထွက်လာပြီးဖာလာကိုအချက်ပြပါတယ်ဖာရာကလေရင်မဲဝစ်စုံကိုလဲဝေပြီးမင်းသားဂါမွန်နိုကိုမျက်နှာတုပ်ပွားတစ်ထည်သွားပေးပါတယ်ဒါပေမဲ့အဲ့ဒီပွားထဲမှာမူးဝေသွားစေတဲ့ဓာတုဆေးရည်အနှဲငယ်ပါဝင်ပါတယ်ဖာရာကမျက်နှာတုပ်ပွားကိုအဖွဲ့သားအားလုံးကိုဝေပေးခဲ့ပါတယ်မင်းသားမေးသွားပြီးနောက်ဖာရာကသူ့ကိုဆေးထိုးပေးလိုက်ပါတယ်မင်းသားသတိပြန်ဝင်လာတဲ့အခါသူ့အဖွဲ့သားတွေအားလုံးမေးနေကြတာကိုတွေ့ရပြီးနာကျင်လို့အော်ဟစ်ပါတော့တယ်ဝန်ထမ်းတဦးကဆရာဝန်ခေါ်ဖို့အော်တဲ့အခါရီယန်ကဆရာဝန်ဖြစ်ဟန်ဆောင်ပြီးရောက်လာပါတယ်သူကမင်းသားကိုစစ်ဆေးပေးပြီးတဲ့နောက်ကပရိန်မာနစ်စီသွားကအရေးပေါ်ချင်းနေဖြစ်ကြောင်းပြောပါတယ်မင်းသားကာမွန်နိုဟာဦးတက်ရောင်နာမှုချက်ချင်းမကုသရင်တည်ဆုံးနိုင်တဲ့အတွက်အနီးဆုံးလေသိမ်းမှာဆင်းရမယ်လို့ပြောပါတယ်ကပတိန်ကအစ္စတန်ဘူကအနီးဆုံးဖြစ်ကြောင်းပြောပါတယ်အဲ့ဒီချိန်မှာရှက်ကာကခီးတဲ့တူဦးတက်ရောင်လို့လေရင်ကအစ္စတန်ဘူဘက်ကိုဦးတည်နေကြောင်းဘေခရန်ကိုအကြောင်းကြားပါတယ်ဒါကလိန်ညာထားတာဖြစ်ကြောင်းဘေခရန်ချက်ချင်းသဘောပေါက်ပြီးတူရကီရဲတွေကိုသတိပေးဖို့ပြောပါတယ်က
ကပရိန်ကခီးသည်တွေကိုအရေးပေါ်ဆင်းသက်မဲ့အကြောင်းကြားပါတယ်ဒီအချိန်မှာပဲရီယန်ကကပရိန်ရဲ့မိသားစုကိုဒဇာကန်ဖြစ်ဖမ်းထားတဲ့ဗီဒီယိုကိုပြပြီးသူ့ကိုလိုက်ရောအောင်ထိန်းချောက်ပါတယ်လေရင်ပြေးလမ်းမရှိပေမဲ့မျိုးလေကောင်ကပန်းချန်ထဲမှာလေရင်ဆင်းပေးဖို့သူတို့တောင်းဆိုပါတယ်ကပရိန်ကမလုံနိုင်ဘူးလို့ပြောပေမဲ့တခြားရွေးချယ်စရာမရှိပါဘူးဘေဂရန်အစ္စတန်ဘူကိုရောက်လာပြီးလေရင်ကမျိုးလေကပန်းချန်ထဲမှာဆင်းသက်တော့မယ်လို့ကြောင်းကြားလာတဲ့တူရကီရဲတွေနဲ့ပူးပေါင်းဆောင်ရွက်ပါတယ်လေရင်ပေါ်မှာတော့ရီယန်နဲ့ရာဂျန်တို့စိန်ပါတဲ့လွတ်ဝက်ခန်းကိုရှာတွေ့သွားကြပါတယ်လေရင်ဆင်းတော့မဲ့ချိန်မှာခီးသည်တွေကိုကပတ်ပတ်ထားဖို့ပြောထားပါတယ်ဆင်းသက်တဲ့ကလေရင်တုံခါသွားပါတယ်မင်းသားရဲ့တပ်တော်ဆောင်တူကသတိပြန်ဝင်လာပြီးရာဂျန်နဲ့တိုက်ခိုက်ကြပေမဲ့ရာဂျန်နဲ့ရီယန်တို့နှစ်ဦးပူးပေါင်းပြီးအနိုင်ယူလိုက်ပါတယ်နောက်ဆုံးမှာကပရိန်ကလေရင်ကိုပန်းချန်ထဲမှာအောင်မြင်စွာဆင်းသက်နိုင်ခဲ့ပါတယ်ရာဂျန်နဲ့ရီယန်တို့ကလည်းလွတ်ဝက်ခန်းကိုဖွင့်လိုက်နိုင်ပြီးစိန်ကိုရာသွားကြပါတယ်လေရင်ဆင်းသက်လာတဲ့အချိန်မှာဘီဂရန်နဲ့ရဲတွေကဝမ်းသာအားနဲ့ဖမ်းဆီးဖို့ပြင်ကြပေမဲ့ဖိုအဖွဲ့ကတော့လေရင်ဝမ်းဘိုက်ကလေကားနဲ့ထွက်ပြေးလွတ်မြောက်သွားကြပါပြီစီစဉ်အောင်မြင်သွားတဲ့အတွက်မူဆာကဝမ်းသာနေပြီးစိန်ကိုဝယ်ယူမဲ့သူနဲ့သွားတွေ့မယ်လို့ပြောပါတယ်ဒါပေမဲ့ပေးထားတဲ့ဂရိအတိုင်းသူ့ရဲ့လုပ်ပေါက်ကင်ဘက်ကိုရှင်းပြဖို့ရာဂျန်ကိုသတိပေးပါတယ်ရီယန်ကဖာရာနဲ့တွေ့ပြီးမင်းကိုရောစိန်ကိုပါငါခိုးသွားမယ်လို့ပြောခဲ့သားပဲလို့ပြောပါတယ်ဖာရာလည်းကြောက်လန့်သွားပြီးရာဂျန်ကိုတစ္ဆာမဖောက်ဖို့သတိပေးပါတယ်ရီယန်ကတော့သူ့ကိုယုံရဲလားလို့မေးပါတယ်နောက်တော့ရီယန်ကရာဂျန်စီသွားပြီးသူ့အဖေတို့ပရိုက်တာစာရွက်စာတမ်းတွေမှာလက်မှတ်ထိုးပေးဖို့တောင်းဆိုပါတယ်ရာဂျန်ကအရက်လာကမ်းပေမဲ့ရီယန်ကအရက်ကိုကိုယ်တိုင်ငှက်တောက်ပြီးသူတို့ရဲ့အဖြစ်အပျက်အမှန်တိုင်းဖြစ်တဲ့ပုံမြင်တစ်ပုဒ်ကိုပြောပြပါတယ်တခါတော့ချင်းသေးတကောင်ဟာမြေကြီးတွေကရဲနာတွေကိုလိုချင်တာကြောင့်ယုံတကောင်ကိုချင်းချောက်ပြီးကျင်းတူးခိုင်းပါတယ်ယုံကလည်းကြောက်တာကြောင့်တူးပေးပါမယ်လို့ဂရီပေးလိုက်ပါတယ်ဒီလိုနဲ့ယုံကကျင်းကိုစတင်တူးပါတယ်မြေခွေးကတော့အဲ့ဒီနေရာကိုလာပြီးရေလာတောက်ပါတယ်ဒါပေမဲ့ကျင်းတူးပြီးတော်တော်ကြာတဲ့ထိတောင်ယုံကအပေါ်ကိုပြန်တက်မလာပါဘူးချင်းသေးကဆင်းပြီးလိုက်ကြည့်တဲ့အခါယုံကိုမတွေ့ရတော့ပါဘူးတကယ်တော့ယုံကမြေကြီးပေါ်ကိုပြန်ရောက်နေပါပြီချင်းသေးလည်းသူ့ကိုယ်သူတောပြင်းလို့ထင်ထားပေမဲ့ယုံရဲ့ထောင်ချောင်းမှာမိသွားရပါတော့တယ်ဒီဇလန်ကိုကြားတော့ရီယန်သူ့ကိုတစ္ဆာဖောက်လိုက်ပြီးဆိုတာကိုရာဂျန်သဘောပေါက်သွားပါတယ်မြေခွေးရောဘာဖြစ်သွားလဲလို့ရာဂျန်တပည့်ကမေးပါတယ်ရေထဲမှာအစိတ်ခတ်ထားတာကြောင့်အစိတ်မိပြီးတည်သွားတယ်လို့ရီယန်ကဖြေလိုက်ပါတယ်ရာဂျန်တပည့်ကလည်းတကယ်ပဲအစိတ်ခတ်ထားတဲ့အရက်ကိုတောင်းမိပြီးတည်ဆုံးသွားပါတယ်ရာဂျန်သာစိန်ကိုယာပြီးသွားရင်သူနဲ့သူ့မိသားစုကိုတပ်ပစ်မယ်ဆိုတာကိုရီယန်သိထားပါတယ်အဲဒါကြောင့်မူဆာနဲ့ရာဂျန်တို့မှာအရင်ကတည်းကရန်ညုံအောင်ရှိပြီးသားဖြစ်လို့အိန္ဒိယပြင်ပဖြစ်တဲ့အစ္စတန်ဘူမှာအားလုံးဖြစ်လာအောင်သူကြိုတင်ကြံစီထားတာဖြစ်ပါတယ်မူဆာလက်ထဲမှာရှိတဲ့စိန်ကအတူဖြစ်ကြောင်းရီယန်ကဖော်ထုတ်လိုက်ပါတယ်အရင်ကရီဟန်နဲ့နီကီတို့ဟာစိုင်မွန်းရဲ့အိတ်ကိုတုံးပြီးစိန်အစ်စ်ကိုအတူနဲ့လဲလှယ်ထားခဲ့တာပါရီယန်ခီးတဲ့တင်ပစ္စည်းထဲတဲ့နေရာကိုသွားခဲ့စဉ်ကတည်းကစိန်အစ်စ်ကိုယူပြီးလူ့ဝက်ခန်းထဲမှာတူ့ကိုအစားထိုးထည့်ထားခဲ့ပြီးဖြစ်ပါတယ်တစ်ဖက်မှာလည်းစိန်ကိုတူနဲ့ထိုးကြည့်တဲ့အခါကွဲသွားတာကြောင့်အတူမဲမူဆာတည်သွားပါတယ်ရာဂျန်ကရီဟန်ကိုဝင်ရောက်တိုက်ခိုက်ပြီးရန်ဖြစ်ကြပါတယ်အဆုံးမှာတော့ရီယန်ကရာဂျန်ကိုတန်ကြိုးနဲ့ချီနှောင်ထားခဲ့ပြီးသေးလိတ်တလိတ်ဘေးကဂက်စ်ပိုက်ကိုဖွင့်ပေးခဲ့တဲ့အတွက်ဂက်စ်တွေယိုစိမ့်လာပါတယ်ရီဟန်ထွက်သွားပြီးနောက်မူဆာရောက်လာပါတယ်ရာဂျန်ကမူဆာသူ့ကိုအသက်ချမ်းသာပေးမှမဟုတ်တော့ဘူးဆိုတာသိတဲ့အတွက်နောက်ဆုံးဆန္ဒအနေနဲ့ဆေးလိပ်တောက်ခွင့်တောင်းပါတယ်သူကဆေးလိပ်တောက်ချင်အောင်ဆောင်ပြီးဆေးလိပ်ကိုမီးညိကဂက်စ်ပိုက်လိုင်းစီပစ်လိုက်တဲ့ခါမှာတော့ကြီးမားတဲ့ပေါက်ကွဲမှုကြီးဖြစ်ပေါ်လာပါတော့တယ်အဆောက်အုံတစ်ခုလုံးပြိုကျပျက်စီးကရာဂျန်နဲ့မူဆာနှစ်ဦးစလုံးသေဆုံးသွားကြပါတယ်ရီယန်ကတော့အသက်ရှင်လွတ်မြောက်သွားပါတယ်နောက်ပိုင်းမှာရီယန်ကစိုင်မွန်နေထိုင်တဲ့ဟိုတယ်ကိုသွားပြီးသူ့အိတ်ထဲကနေစိန်အစ်စ်ကိုပြန်ယူပါတယ်ရာဂျန်သေဆုံးသွားပြီဖြစ်ကြောင်းသတင်းကနေတဆင့်ဂျေယန်သိရှိသွားပြီးဒီကိစ္စတွေအားလုံးနောက်ွယ်မှာသူ့သားရှိနေတယ်ဆိုတာကိုသဘောပေါက်သွားပါတယ်အခုအခါမှာတော့သူ့ဆေးရုံပေါ်ကြားရောက်နေတဲ့အန်နီယယ်လည်းကင်းစင်သွားပါပြီရီယန်ကဖာရာနဲ့တူဘွားတစ်ခုကိုစတင်လိုက်ပြီးအခြေချနေထိုင်ခြင်းတယ်လို့ပြောပါတယ်ဒါပေမဲ့ဖာရာကတော့ရီဟန်ရဲ့နောက်ပြစ်မဲ့ဖြစ်တဲ့ရန်နာအကြောင်းကိုတည်ထားပြီးသားပါသူတို့နှစ်ဦးရီမောမောနဲ့စကားပြောနေကြတော့ဗစ်ကရန်ကအဝေးကနေပြုံးပြီးသူတို့ကိုစောင့်ကြည့်နေပါတယ်ရုတ်တရက်ဆိုလိုပဲရီဟန်နဲ့ဖာရာတို့နှစ်ယောက်စလုံးသူ့မျက်စိရှိကနေပျောက်ကွယ်သွားကြပါတယ်ဗစ်ကရန်ကအဆုံးထိရီဟန်ကိုမမိသွားပါဘူးဒီဇက်ဝင်ကန်းနဲ့တင်တဲထိတ်ရင်ဖို့အရှင်ကားကြီးလည်းပြီးဆုံးသွားပါပြီအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင်ဇာတ်လမ်းအကြောင်းအရာတွေကိုချိန်နဲ့တပြေးညီဆက်လက်တင်ဆက်ပေးသွားအောင်မှာဖြစ်လို့ channel လေးကို like and subscribe လုပ်ထားပါဦးနော်နောက်ထပ်စိတ်လှုပ်ရှားစရာဇာတ်လမ်းသစ်တွေနဲ့ပြန်လာခဲ့ပါဦးမယ်အားလုံးကိုကျေးဇူးတင်ပါတယ်